မှာတော့မိုးလေးကလည်းနည်းနည်းပွဲပွဲလေးရွာနေတယ်ပြီးတော့လက်ဆောင်ရထားတယ်မကြီးသေးစိမ့်လေးလည်းရှိရတယ်ရခိုင်တင်မော်တီထောင်းလေးထောင်းစားမလို့ပါပြီးတော့ငါးကြော်လေးနဲ့သမင်းပူလေးနဲ့စားမှာဖြစ်ပါတယ်ရှင်ရောက်တဲ့စားမှာတော့မဟုတ်ဘူးပေါ့နော်တငယ်ချင်းတွေနဲ့အတူတူစားမလို့ပါဒီငါ့ကိုလေဘယ်လိုခေါ်လဲတော့မသိဘူးဖိုးတော့မှဆိုလို့ရှိရင်အဲ့ဒီငါ့ကိုငတရားလို့ခေါ်တယ်ရမ်းကြိုက်တယ်ဒါတော့ကျမရဲ့စားဘူးကိုင်းစားဘူးမှောက်ခြေနေဖြစ်ပါတယ်ရှင်စားဘူးလေးကလိုက်တာစားဘူးမှောက်ကြသွားလို့ပြန်ပြီးတော့တန်ရှင်းလေးလုပ်လိုက်ပါအောင်မယ်ဒီဗီဒီယိုဒါလေးမမေကြည့်နေလို့ကတော့နမောနမဲနဲ့ဆိုပြီးတော့ပြောမှသိကြပါလေကိုကလည်းနည်းနည်းအဲ့လိုနမောနမဲနဲ့လည်းအဲ့ဒါမျိုးနေဆိုခဲ့တာအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တင်မော်တီလေးတော့စားလိုက်ရအောင်ဒီခိုင်မှဆိုတော့လေဘယ်နေရာပဲဒေသပဲရောက်တင်မော်တီလေးလိုက်ပြီဆိုလို့ရှိရင်တင်မော်တီတော့စားဖို့ပဲတွေးတော့တယ်အဲ့ဒါနဲ့ဈေးထဲကနေတင်မော်တီလေးဝယ်လာလိုက်တယ်ဝယ်လာတဲ့တင်မော်တီလေးကိုအခွန်လေးခွာမယ်ခွန်လေးခွာပြီးတော့ပြီဆိုလို့ရှိရင်ဒီလေးကိုတခြားစီမှာဈေးလိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့တင်မော်တီတော့ဖို့အတွက်တော့ဘယ်ပဲဒီလေးနဲ့တင်မော်တီမျိုးလေးလောက်အတွက်အရင်ဆုံးချက်လိုက်ပါမယ်ရှင်ချစ်မယ်မှာရေတော့ပုံလှည့်ချစ်ပါတယ်ချစ်ပြီးတော့ပြီဆိုလို့ရှိရင်တော့လာလာတဲ့တင်မော်တီအမြင်လေးပါဒါဆိုရင်တော့အဲဒီတင်မော်တီအမြင်လေးကိုကြွကြွလေးစားချင်တာဖြစ်တဲ့အတွက်ရေခဲလေးစိန်ထားလိုက်ပါမယ်ရှင်ရေခဲစိန်ထားလေးအိမ်မှာရေခဲလေးရှိမှစိန်တာနော်မရှိရင်မစိန်ရင်လည်းရပါတယ်ရှင်ကိစ္စတော့မရှိပါဘူးစိန်လိုက်ရင်တော့ကြွကြွလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်အရင်ဆုံးငရုတ်ကောင်းစီလေးကိုထည့်ပြီးတော့ထောင်းလိုက်ပါမယ်ငရုတ်ကောင်းစီလေးအကုန်လုံးကြည်သွားပြီဆိုလို့ရှိရင်တော့ကြက်သွန်ဖြူရဲ့ငရုတ်သီးစိမ့်လေးရဲ့ထည့်ပြီးတော့ထောင်းပါမယ်ရှင်ပြီးတော့လို့ရှိရင်တော့ကျွန်မကခါလေးစားပါထည့်ထောင်းလိုက်ပါတယ်အမတို့ကတကယ်လို့ချိုမှုန့်လို့ကြက်သားမှုန့်မစားရဆိုရင်လည်းခါလေးထည့်ထောင်းလိုက်လို့လည်းရပါတယ်ရှင်ညက်သွားပြီဆိုလို့ရှိရင်တော့ကျွန်မတို့ခုနကတော့ရေဆေးထားတဲ့မကြီးတီးစိမ့်လေးတွေကထည့်ထောင်းလိုက်ပါတယ်မကြီးတီးစိမ့်နဲ့လေးတုတ်တဲ့တင်မော်တီတုတ်ကလေးပို့ပြီးတော့စားလို့ကောင်းနေသေးလားပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်မတို့စိမ့်စားငပိလေးကိုပါထည့်ထောင်းလိုက်ပါတယ်အဲ့ဒီစိမ့်စားငပိကလေးကျွန်မတို့ခင်ကစ်ချင်းမှာရောင်းတဲ့ဇီးကြိုင်စိမ့်စားမြင်ငပိပါနော်အရင်ကောင်းပါလေသူကလေအနက်လေးကမှုန့်မွေးလေးနဲ့လေမီးမကင်မဲနဲ့ဒီတိုင်းအစိမ့်လေးထည့်တာတော့မှပဲမွေးနေရောပဲစိမ့်သားငပိဆိုပေမဲ့လေသူကအငန်တက်အရန်မကဲပဲနဲ့လေအချိုတက်လေးလည်းပါတာမဟုတ်လို့စိမ့်ဒီလိုမျိုးအပုတ်တုပ်စားမယ်ဆိုလို့ရှိရင်အရန်အဆင်ပြေပါတယ်နော်ကဲအခုဆိုလို့ရှိရင်ထောင်းထားတာတွေလည်းရပါပြီခုနကတော့ရေခဲစိမ့်ထားတဲ့တင်မော်တီလေးတွေကိုယူလိုက်ပါမယ်ပြီးရင်တော့ရေခဲလေးတွေဖယ်ပြီးတော့ရေညစ်ထားတယ်ပေါ့နော်ပြီးတော့ရင်ခုနကထောင်းထားတဲ့ငပိထောင်းထားတာလေးရဲ့ပြီးတော့စားလေးတွေထည့်ပြီးတော့နေလိုက်ပါမယ်ရှင်ကျမကတော့ဇီးချိုင်စိမ့်သားငပိလေးတောင်းတာမို့လို့အချိုးမုံနဲ့ကြက်သားမုံတော့မထည့်ထားတော့ပါဘူးနော်သူမှတခါလေးအချိုးထည့်ပါလို့ပါကဲဒါဆိုရင်တော့ရပါပြီဒီမှာစားချင်စရာလေးနော်ဒါဆိုရင်တော့ဇီးကြိုင်မြင်ငပိလေးရဲ့ပြီးတော့မကြီးတီးစိမ့်လေးရဲ့နဲ့တုတ်ထားတဲ့ချင်းချင်းဆက်ဆက်ဒီမော်တီတုတ်လေးရတော့ရပါပြီရှင်ကဲတုတ်လေးရပါပြီဆိုတော့ငါးလေးကြော်ဖို့အတွက်ဆက်လုပ်လိုက်ပါဦးမယ်အရင်ဆုံးလေးဖွင့်ပြီးတော့အိုးလေးကိုပို့ပေးလိုက်ပါမယ်အိုးလေးပို့လာပြီဆိုတော့မှလေးစီလေးထည့်ထားလိုက်ပါမယ်ရှင်စီပြလာပြီဆိုလို့ချင်းတော့ကျမတို့ငါးလေးကိုစားကြောပါမယ်အဲ့ဒီငါးကလေဘယ်လိုခေါ်လဲတော့မသိဘူးညီမတို့စီငါးတော့လေအဲ့ဒီငါးကိုငါတရားလို့ခေါ်တယ်သူကလေအသားအီးနေလေအယိုးလည်းမများဘူးအရင်ကစားလို့ကောင်းတယ်ငါးတော့စားရတယ်ဒီငါးချက်စားရတယ်ဒီအဲ့ဒီငါးလေးကိုကျမကငယ်ငယ်လေးကအရင်ကြိုက်တာလေရှင်အဲ့ငါးကတော့ဘယ်လိုခေါ်လဲငါးကြော်လေးကြိုက်တယ်ဒါမျိုးလေးစီပေါက်မှလည်းကြိုက်တယ်ဒါကြောင့်မလို့ငါးလေးကိုတစ်ခါကလုံးဝချက်သွားပြီဆိုတော့နောက်တစ်ခါကိုလာလိုက်ပါရှင်အဲ့မှာကလေးရှင်ကလေးလေးတော့ကတော့ငါးကြော်လေးကိုစီပေါက်မှတော့တယ်တော့တာပါနော်အဲ့ဒါလည်းလာလို့ပြရတော့တယ်ဒီစားတယ်ကိုတော့တောင်းတာပြောငါစီပေါက်မှတက်တယ်တော့လိုက်ပါလေတဲ့ကိုလည်းလာပြီးဆက်တော့ဆက်ကြည့်ရမယ်ကျွန်တော်ဒီတော့လေးဆက်ကြပါလေအဆုံးထိချူကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်